ဝယ်ခြင်းလို့ပိုက်ပိုက်စုနေပြီတဲ့အခုလိုမျိုးပတ်စံစုပြီးတော့ဝယ်ရလို့မို့လို့ကိုကျွန်တော်တို့ကလည်းပို့ပြီးတော့ရောင်းချတာတာဝန်ကြီးပါတယ်ရဲရဲဝယ်ပါဝယ်ပြီးတော့စိတ်တိုင်းမကြလို့ရှင်ကျွန်တော်တို့ရဲရဲလာပြောပါအခုပြထားတဲ့ချင်းတောင်လေးကတော့အခုအေးတဲ့ရာသီမှာအေးရဲ့ဒေတာဥပမာကချင်ပြည်နယ်တောင်ကြီးမှာအရင်အေးနေပါပြီအခုအဲ့ဒီဒေတာတွေကမှားကြတဲ့ပိတ်ချင်တောင်ကြီးဖြစ်ပါတယ်ပိတ်ချင်တောင်ကိုမှကျွန်တော်တို့ချင်းဘက်မှာရင်ခွဲတကားလေးနဲ့ထည့်ပေးထားပါတယ်အမိုးလေးဆိုလို့ရှိရင်လည်းအရွယ်ဘလောက်ကြီးကြီးအောက်ကိုအိုက်မနေပဲဖြောင်းဖြောင်းဖြူဖြူချုပ်လုပ်ပေးထားတာပဲဖြစ်ပါတယ်ဒီချင်းတောင်လေးရဲ့အရွယ်ကကင်းဆိုင်မှုရာကြီးနှစ်ခုဆန့်ပြီးတော့မိသားစု6ယောက်အကျယ်ကြီးအိတ်လို့ရမယ်အကျယ်12ပေအရွယ်ပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့ရင်ခွဲတကစီထားတဲ့ပုံလေးပါအတွန်များများအထက်ကျက်ကျက်ထည့်ပေးထားလို့ချင်းဝင်မှာလုံးဝစိုးရင်စရာမလိုပါဘူးခင်ဗျအခုလိုစောင်းရသည့်သုံးပိတ်ချင်တောင်လေးတွေကမြန်မြန်မှားလေမြန်မြန်သုံးလီပို့ပြီးတန်တာမို့လို့အခုချက်ချင်းပဲမှာယူလိုက်ကြပါနော်မှာယူဆက်သွယ်လိုပါက39 258 300 39 9858 608တို့ကနေဆက်သွယ်ပြီးတော့မိမိလိုချင်တဲ့အရွယ်ပုံစံမျိုးစုံကိုဆက်သွယ်မေးမြန်းစုံစမ်းမှာယူနိုင်ပါတယ်ခင်ဗျဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်